Python ကိုလေ့လာနေတဲ့သူတွေထဲမှာ game ကစားတာကိုသဘောကျရလို့ရှိလား game ကစားတာကိုသဘောကျရဆိုရင် game ရေးတာကိုလည်းသဘောကျမယ်လို့ထင်ပါတယ်ဟုတ်ပြီ game ကစားတာကိုသဘောကျရသူဖြစ်ဖြစ် game ရေးတာကိုသဘောကျရသူဖြစ်ဖြစ်ဒီ teacher ရဲ့ video လေးကိုပြီးတဲ့အထိကြည့်ပေးသင့်ပါတယ် okay teacher ကတော့ iTouch education က Dr. ရင်နာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ teacher ကဘာရေးမလဲဆိုတော့ small game program လေးတစ်ခုကိုရေးပါမယ် teacher ရဲ့ small game လေးကဘာလေးလဲဆိုတော့ number guessing game လေးပါ number guessing game number guessing game လို့ခေါ်မှာပေါ့ number guessing game လေးသူကဘာလုပ်မှာလဲဆိုတော့သူ game system လေးကိုအခြေနည်းနည်းလေးရှင်းပြပါမယ်လွယ်ပါတယ်ဒီချေက system ကနေပြီးတော့တစ်ကနေ30ကြား random number ကိုထုတ်ပေးမယ်အဲ့ဒါကိုဒီတို့ user တွေကနေပြီးတော့ guess လုပ်ကြမယ်ပေါ့ဟုတ်ပြီနော် user ကနေပြီးတော့ guess လုပ်မယ် okay ဒီတို့စအောင်အဲ့တော့ဒီမှာ random ကိုတစ်ကနေ30ကြားမှာရှိတဲ့တစ်ခါ program တစ်ခါ random number တစ်ကနေ30ကြားမှာဒီ range တွေမှာရှိတဲ့ values တွေတစ်ခုကိုထုတ်ပေးနိုင်ဖို့အတွက်ဒီချေ Python ရဲ့ library file random လေးကိုအရင်ဆုံး import လုပ်ပါမယ်ဟုတ်ပြီပြီးသွားရင်ဒီချေက number ဆိုတဲ့ variable တွေကို random.radians rate in ဆိုပြီးတော့လေဘာထက်မှာလဲဆိုတော့ဒီချေတစ်ကနေပြီးတော့30ကြား variable လေးကိုတစ်ကနေဒီ range ကြားမှာရှိတယ်ပေါ့နော်random in ဆိုတဲ့တစ်ကနေ30ကြားမှာရှိတဲ့ values လေးကိုတစ်ခါ program run တိုင်း number တွေကိုတစ်ခါထည့်မယ်ဟုတ်ပြီပြီးသွားရင်ဒီချေကဘာလုပ်မလဲဆိုတော့ attempt တွေကို attempt ဆိုတဲ့ variable လေးတစ်ခုထားလိုက်မယ်ပေါ့ attempt လေးကို0အရင်စထည့်ထားမယ်ဘယ်နှခေါက်ခံမှန်းလိုက်ရလဲပေါ့ဥပမာ3ခါခံမှန်းလိုက်ရလား5ခါခံမှန်းလိုက်ရလားဆိုပြီးတော့ attempt လေးကို0ထည့်ထားမယ်ပြီးရင် print ဆိုပြီးတော့ guess လုပ်ခိုင်းမယ် guess a number between 1 to 10တစ်နဲ့30ကြားမှာရှိတဲ့ number လေးကိုဖန်တီးပါဆိုပြီးပြောလိုက်မယ် okay အဲ့ဒါကိုခဏရေးရမှာမလားခဏဟုတ်မယ်ထည့်ရမှာမှန်မချင်းထည့်ရမှာမို့လို့ why true ဆိုပြီးတော့ထည့်လိုက်မယ်ဟုတ်ပြီပြီးသွားရင် guess လုပ်မယ်ဒီမှာ why မှာ1ဖြစ်နေ okay guess လုပ်မယ်အဲ့တော့ guess ဆိုပြီးတော့ user စီက input ထည့်ထားတဲ့ variable လေးထည့်မယ်ဟုတ်ပြီနော် import your guess ဆိုပြီးတော့ your guess ဆိုပြီးတော့အဲ့တော့ main guess လုပ်တဲ့ဒီတို့ user တွေက guess လုပ်တဲ့ variable guess လုပ်တဲ့ value လေးကဒီ guess တဲကိုဝင်မယ်ဒါကြောင့်မလို့မှန်လားမမှန်လားစစ်ကြတော့မယ်ဟုတ်ပြီနော်တစ်ခါ guess လုပ်ပြီးွားရင် attempt ကိုတစ်တိုးမယ်မှန်လားမမှန်လားကိုပြီးမှစစ်မယ်ဟုတ်ပြီနော်တစ်ခါ guess လုပ်ပြီးွားရင်ဥပမာ9ဆို9 10ဆို10 guess လုပ်ပြီးသွားရင် attempt ကိုတစ်ချိန်တစ်တိုးရမယ်ဟုတ်ပြီပြီးသွားရင် if ဆိုပြီးတော့ guess လုပ်တဲ့ variable ကလေခြေတို့ရဲ့ random number ကထွက်လာတဲ့ number set ကိုငယ်နေတယ်ဆိုရင်တော့ print မထွက်မလဲဆိုတော့ too low ဆိုပြီးတော့ထွက်မယ်နော် too low try again ဆိုပြီးတော့ထွက်မယ်မဟုတ်ဘူး guess လုပ်တဲ့ variable ကကြီးနေတယ်ဆိုရင်တော့ guess က greater than number ထက်ကြီးနေတယ်ဆိုရင်တော့ print ထုတ်မယ် too high ဆိုပြီးတော့ print ထုတ်မယ်အဲ့ဒါလည်းပဲမမှန်သေးဘူး try again မယ်ပြီးသွားရင်နောက်ဆုံးမှာတော့မှန်သွားပြီမလားကြီးလည်းမကြီးဘူးငယ်လည်းမငယ်ဘူးဆိုရင်တော့ဘာဖြစ်သွားပြီလဲမှန်သွားပြီဒါကြောင့်မို့လို့ as တာဆိုရင်တော့ print ဘာလုပ်မလဲဆိုတော့ခြေရေးလိုက်မယ်ဒီမှာ correct တို့နော် correct ရေးမယ် you guess it in ဘယ်လောက် attempt try လိုက်ရတယ်ပေါ့မင်းဘယ်နှခါ try လိုက်ပြီးမှမှန်သွားတာပေါ့အဲ့လိုမျိုးရေးလိုက်မယ် attempts okay ဒီလောက် try လိုက်ရပါတယ်တူရင်တော့လူပင်ထဲကိုဝင်စရာမလိုဘူးတစ်ခါတည်းပဲ break မယ်မတူဘူးဆိုရင်တော့ခြေတို့ attempt လေးခဏခေါ်ပြီးတော့ try ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကို run အောင်နော် okay အဲ့တော့ဒီမှာဒီခြေ run လိုက်ပါပြီဒီမှာ enter number between တစ်ကနေ10ကြားမှာ your guess ဆိုတော့ခြေလူလည်ကြပြီးတော့median ပေါ့ခြေအလယ်ကိန်း9ကိုထည့်လိုက်မယ်9ဆိုရင်2 low ဖြစ်နေရဲဆိုတော့9ထက်ကြော်လိုက်မယ်ခြေ8ထည့်ကြည့်လိုက်မယ်8ကလည်း2 high ဖြစ်သွားပြီဆိုတော့တေးကြတယ်6နဲ့9ကြားမှာဆိုတော့ခြေ9ထည့်ကြည့်မယ်ကွာ9ဆိုတော့2 high ဖြစ်သွားပြီအဲ့တော့တေးကြတယ်ဘာဖြစ်လဲ6ပဲအဲ့တော့ခြေဘာဖြစ်သွားလဲဒီခြေဒီမှာ try ကိုဒီမှာ string ဖြစ်ကြမှာဒီမှာstring ဖြစ်ကမှာအောင်ချက်ဒီတိုင်းပဲ variable လို့ထားလိုက်တာမလို့အခုပြန် run မယ်နော် okay အဲ့တော့ဒီဒီ video ကိုedit မလုပ်တာမို့လို့ဒီ error လေးကလည်းတစ်ခါလေးပေါ်သွားမှာဖြစ်ပါတယ် okay အဲ့တော့ your guess ဆိုတော့ထုံးစံတိုင်းပဲချက် 5ကိုထားလိုက်မယ်ကွာအဲ့တော့ too high ဖြစ်နေရဲဆိုတော့ဒီ
3ထားလိုက်မယ်ဒါဆိုရင်လဲ2 height ပဲဒါဆိုရင်တော့တည်ကြတယ်1ပဲ1ဆိုရင်ရော2လို့ဖြစ်သွားပြီတည်ကြတယ်ဘယ်လောက်လဲ2ပဲဆိုတော့ okay correct ဖြစ်သွားပါပြီ you guess it in 4 tries 4ချိန် try လိုက်ရပါတယ်လို့ပြောထားပါတယ်ဟုတ်ပြီဒါကတော့တကယ်လို့ attempt ကိုမှန်ချင်းကိုကြိုက်လောက် try လို့ရတာဒါကတော့တိတ်ပြီးတော့ game system တွေမှာတိတ်မရှိဘူးပေါ့ဘာလို့လဲဆိုတော့တကယ်လို့attempt ကဘယ်လောက်မချင်းသွားဆိုတဲ့ဟာမျိုးကတိတ်မရှိဘူးလေဟုတ်တယ်မလားတကယ်လို့ဥမာတကယ်လို့ ATM ဇက်တွေလို့ပဲပေါ့ATM ကတ်လေးထည့်လိုက်တယ်ပင်နံပါတ်ရိုက်တယ်ပင်နံပါတ်ရိုက်တာကအများဆုံးမှားခွင့်ပြုတာက3ခါအထိပဲလေ3ခါကြော်သွားရင်ဒါဟာဒီကတ်ကိုအုံနာမဟုတ်တော့ဘူးဆိုပြီးတော့ lock ချလိုက်တယ်ပြီးသွားရင်ဘန်ကိုဆက်သွယ်ခိုင်းတယ်အဲ့လိုပုံစံမျိုးပဲပေါ့အခုလည်းပဲအဲ့လိုပဲကျတို့ attempt ကို0ကတော့စမယ်ဒါပေမဲ့ while through မဟုတ်ဘဲနဲ့ attempt ကလေless than 3ဖြစ်တဲ့ဒီစမယ်ဟုတ်ပြီနော် less than 3 while through ဆိုရင်အများတမ်းပဲ attempt ကဘယ်တစ်ချိန်ဖြစ်သူလက်ခံမှာမှန်မချင်းသူလက်ခံနေပါအခုတော့ဒီချက်က attempt ကလေ less than 3ထိပဲ0 1 2 3ပဲ0 1 2ပေါ့လေ2ထိပဲ3ချိန်ပဲလက်ခံမယ်3ချိန်တက်ကြော်သွားရင်လက်မခံဘူးဒါကြောင့်မလို့တူရင်တော့ break မယ်မဟုတ်ဘူး3ချိန်ထက်ကြော်သွားပြီဆိုရင်ချေ print ထုတ်မယ်you are attempt exit ဆိုပြီးတော့ you are attempt limit ကြော်သွားပြီ is over ပေါ့ချေအဲ့လိုရေးလိုက်မယ်နော် your attempt limit is over 3ချိန်ထက်ကျော်သွားရင်တော့ attempt limit က over ဖြစ်သွားပါပြီဆိုပြီးချေရေးလိုက်မယ် okay ဒါလေးကို run ကြည့်ရအောင် okay ဒါကဲအဲ့တော့ဒီမှာဆိုရင် gas လုပ်မယ်အဲ့တော့ချေထုံးရတိုင်းမယ်ချေ9ကိုထည့်မယ်2 height ဖြစ်နေတယ်ဒါဆိုရင်ချေ3ကိုထည့်မယ်ဒါဆိုရင်လည်း2 height ဖြစ်နေတော့မယ်ချေ2ကိုထည့်မယ်အဲ့တော့you are attempt တွေ့လားဟိ2 height ဖြစ်နေတယ်တခြားတဲ့ချဲ random number က1ထည့်တယ်ဒါကြောင့်မလို့ချဲ9ကိုထည့်လည်းပဲမရဘူး3ကိုထည့်လည်းပဲမရဘူး2ကိုထည့်လည်းပဲမရသေးဘူးအဲ့တော့ဒါပေမဲ့3ချိန်ထည့်ပြီးသွားပြီဆိုတော့ချဲမရတော့ဘူး your attempt limit is over ဆိုပြီးထပ်ပြီးတော့ guess လုပ်လို့မရတော့ဘူးဟုတ်ပြီနော်အားလုံးပဲဒီ number guessing game လေးကိုနားလည်မယ်ထင်ပါတယ်နော်ဒါလေးကလေ small game လေးဆိုမဲ့လေကျတို့အပြော်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်နော် okay ဒါလေးကို like ရေးကြည့်ကြပါရှင်ဟုတ်ပြီဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်